ဖះရှင်ဤနောက်ဆုံးဩဝါဒအာနန္ဒာငါဖះပင်မလာပြီကွယ်အင်ချင်းပင်တွေရဲ့ကြားမြောက်ဘက်ကောင်းထားပြီးညောင်ဆောင်ပြင်ပါလျှောက်ဆက်အောင်မယ်ကုတိနာယုံပြီးမလာမင်းတွေရဲ့အင်ချင်းဥယျာဉ်ထဲမှာမြတ်စွာဘုရားကရှင်အာနန္ဒာကိုမိန့်လိုက်တာပါရှင်အာနန္ဒာလည်းမြတ်စွာဘုရားမိန့်ကြားတဲ့အတိုင်းညောင်ဆောင်လို့ခေါ်တဲ့ကတင်ကိုမြောက်ဘက်ကောင်းထားပြီးပြင်ပေးတယ်မြတ်စွာဘုရားကရှင်အာနန္ဒာပြင်ပေးတဲ့ညောင်ဆောင်ပေါ်မှာညာရှိတော်ပေါ်ကိုဘဲရှိတော်စင်းလုံးငယ်လေးတင်ပြီးညာဘက်နန်တောင်းနဲ့လျှောက်ဆက်တော်မူတယ်မြတ်စွာဘုရားဘလောက်ပင်မနှွမ်းနေပြီးအားနေနေတဲ့ဆိုတာရှင်အာနန္ဒာအသိဆုံးမှာမျိုးအစင်းစင်းကိုရှည်ချင်းကြွတော်မူခဲ့တာတကားဆုံသားရဲ့စွန်စားပြီးမှဝမ်းသွေးသွန်ယောဂဖြစ်လာတာတကားဆုံသားစိတ်မကောင်းဖြစ်နေမှာဆိုလို့တကားဆုံသားသူဇာတာရဲ့ကနာနုစွမ်းဟာမြတ်စွာဘုရားရဲ့ပထမဆုံးစွမ်းဖြစ်တယ်လို့တင့်ရဲ့စွမ်းဟာလည်းမြတ်စွာဘုရားဖုံးပေးခဲ့တဲ့စွမ်းထဲမှာနောက်ဆုံးစွမ်းပဲတင်အရတော်တာပဲတင်သိက်ကံကောင်းတာပဲလို့မြတ်စွာဘုရားကတဆင့်ပြောခိုင်းခဲ့တာပါဝါပြည်နဲ့ကုတိနာယုံပြည်သုံးကဝုတ်ပဲဝေးတာကိုလန်ခီမှာ15ကြိမ်တီနားခဲ့ရတယ်ပင်မနှွမ်းနေနေတဲ့ကြားကပဲသူပတ္တာပရပိုက်ကိုတရားဟောပြီးယဟန်ပြုတ်ပေးခိုင်းလို့ပြုတ်ပေးခဲ့ရတယ်ရှင်အာနန္ဒာအနေနဲ့မြတ်စွာဘုရားကိုနောက်ထပ်ပင်မစီမဲ့အပြုမှုမျိုးမလုပ်စေချင်တော့ဘူးရှင်အာနန္ဒာသူ့နောက်ကိုလှည့်ကြည့်လိုက်တော့မြတ်စွာဘုရားပြိဋိနိဗ္ဗာန်ပြုမယ်ဆိုတာသိလို့ရောက်လာတဲ့ပရိသတ်တွေကိုတွေ့လိုက်ရပါတယ်ပရိသတ်ထဲမှာယဟန်ပရိသတ်လူပရိသတ်တာမကနတ်မြမာပရိသတ်တွေပါတွေ့ရပါတယ်ပရိသတ်အားလုံးကမြတ်စွာဘုရားစီကဘလို့မိန်ကြားအတန်ထွက်လာမလဲဆိုတာစောင့်မျှော်နေကြပါတယ်တိတ်မကြပါဘူးတိတ်ဆိတ်မှုတွေကြားကအနှိုင်းမဲ့အတန်တော်တစ်ခုထွက်ပေါ်လာတယ်ယဟန်တို့သင်တို့ကိုငါဘုရားနောက်ဆုံးမှာကြားခဲ့မယ်ယုံနံဓမ္မဆိုတဲ့သင်္ခါရတရားတွေဟာပျက်စီးတတ်တဲ့သဘောရှိကြတယ်မမေ့မလျော့တတိတရားနဲ့အစစရရပြည့်စုံအောင်နေကြလောမိန်ကြားတန်အဆုံးမှာနောက်ထပ်ဘာတန်မှထွက်မလာတော့ပါဘူး45ဝါပတ်လုံးဟောပြောခဲ့တဲ့အထက်မှာနောက်ဆုံးစကားတော်လေးပါပဲ